1923 နိုဝင်ဘာ9 ရက်နေ့အေးခဲနေတဲ့နေ့တစ်နေ့မြူနစ်မြို့သားတွေဟာပုံမှန်အတိုင်းလုံယုံလုံစင်တွေကိုလုံနေကြပါပြီ။ဒါပေမဲ့အဲ့ဒီနေ့ထူးခြားတာက Radical ရှက်ညိုတပ်ဖွဲ့တွေလမ်းပေါ်ထွက်လာကြတာပဲဖြစ်တယ်ဗျ။ပထမကမ္ဘာစစ်ပြီးခဲ့တာကြာပြီဖြစ်ပေမဲ့ဂျာမန်လူထုကတော့ဒီအတွက်ထိတ်ထိတ်လန့်လန့်နဲ့နေခဲ့ကြရတာပါ။သူတို့စီမှာငွေကြေးဖောင်းပွားမှုကထိမ့်မနိုင်သိမ်းမရဖြစ်နေတယ်လို့ပျက်စီးတန်မိုးကိုထရီလီယံနဲ့ချီပြီးကတ်ထားတာတွေကိုလည်းတွေးရတာသိမဆန်းတော့ဘူးဗျမကြခင်မှာအားလုံးဟာပောက်ကွဲတော့မဲ့လက္ခဏာရှိနေပါပြီဒီလိုအကျွေးပြီးဆင်းရဲနေတဲ့စစ်ရှုံးနိုင်ငံဘဝကနေဥရောပတစ်ထိုက်လုံးကိုမြ мян ဆန်ဆန်သိမ်းပိုက်နိုင်တဲ့အခြေအနေရောက်အောင်နှစ်ပေါင်း20အတွင်းဂျာမနီဘလို့လှုပ်သွားလဲဆိုတာကိုရှင်းပြပေးသွားမှာပါအဲ့ဒီမှာဂျာမန် National Socialist Party ကနိုင်ငံစီးပွားရေးကိုဆွဲတင်နိုင်ခဲ့တယ်လို့ယူဆရပါတယ်အဲ့လိုမတိုင်ခင်ဘာလို့စီးပွားပြတ်သွားရတာလေပထမကမ္ဘာစစ်ကာလကအခြေအနေတွေကိုပါထည့်ရှင်းပြသွားပေးမှာပါ1918နိုဝင်ဘာ17မှာတော့ဂျာမန်တွေလက်နက်ချခဲ့ပြီးနောက်ဆိုရှယ်လစ်အဖွဲ့တွေအုံကြွမှုကြောင့်ဂျာမန်ဘုရင်ကိုင်ဆာဝီလီယံနဲ့နန်ဆင်ပေးလိုက်ရတာမို့လို့ဘုရင်စနစ်လည်းပြတ်သွားခဲ့ရပါတယ်Weimar Republic ဆိုတဲ့နာမည်ပြောင်းခဲ့တဲ့ဂျာမန်နိုင်ငံဟာ1919ဇွန်မှာတစ်ဖက်သက်ဆန်တဲ့ဘာဇိုင်းစာချုပ်ကိုလက်မှတ်ရေးထိုးပေးခဲ့ရတယ်ဗျဒါကလည်းစစ်ရှုံးသွားလို့ပါအဲ့ဒီမှာစစ်ရော်ချင်းမတတဆပေးရတဲ့အပြင်နိုင်ငံရဲ့အချက်အချာစက်မှုဇုံဟာလည်းနိုင်ငံခြားတပ်တွေတပ်ဆွဲတာခံလိုက်ရပါတယ်နောက်ပြီးစစ်ဘက်အနေနဲ့လည်းကန့်သက်ချုပ်ချယ်ခံလိုက်ရတယ်ဗျဒါကိုနိုင်ငံအတွင်းကမျိုးချစ်တွေကမကြိုက်ကြတော့ပါဘူးဂျာမနီမှာကစီးပွားရေးအရာမဲရမရှိတဲ့အပြင်အခုံကောက်တာကိုပါပေးစရာမရှိတော့ပါဘူးနောက်ပြီးအခုံမပေးချင်တဲ့ပြည်သူတွေကြောင့်အဲ့ဒီတုန်းကသူတို့ဟာငွေစက်ကူအစ်စ်တွေရိုက်ထုတ်တဲ့ပုံစံနဲ့ဖြည့်ရှင်းလိုက်တယ်ဗျဒီလိုလုပ်လိုက်တာမို့လို့ပဲငွေကြေးဖောင်းပွားမှုဟာဆိုရင်အတော်ကိုစိုးဝါသွားစေခဲ့ပါတယ်ဂျာမန်မငွေတန်မိုးဟာဆိုရင်ပိုးဆိုးပတ်ဆက်ကိုကျဆင်းသွားခဲ့ရတာဗျ1923မှာဆိုရင်ဂျာမန်မငွေ4ထရီလီယံဟာအမေရိကန်ဒေါ်လာပဲတန်တဲ့အထိဆိုရွာသွားခဲ့ရပါတယ်ဒါကြောင့်သူတို့ကအမေရိကန်နဲ့ UK ကိုအကူအညီတောင်းလိုက်ရပါတယ်အဲ့ဒီမှာမငွေအသစ်ဖြစ်တဲ့ Rattan Mat လို့ခေါ်တဲ့ငွေကြေးတစ်မျိုးထွက်လာပြီးရွှေစံနဲ့ချိတ်ဆက်ထားလိုက်ပါတယ်ဒါအပြင်ဂျာမန်ကိုလည်းငွေပမာဏများစွာထုတ်ချိတ်လိုက်ပြန်ပါတယ်အဲ့ဒီမှာပဲဝိုင်မာနိုင်ငံတော်ကနှစ်အနည်းငယ်အသက်ရှူချောင်သွားခဲ့ရပါတယ်1929ကမ္ဘာစီးပွားပြက်ကတ်နဲ့အတွေ့မှာတော့အမေရိကန်ကလည်းသူတို့ကိုထောက်ပံ့မှုမပေးနိုင်တော့ဘူးဗျအဲ့ဒီအချိန်မှာတော့သူကိုယ်တိုင်လည်းဒုက္ခရောက်နေပါပြီဂျာမန်အစိုးရအကျွေးတွေဆက်ဖို့ကြိုးစားရမှာအရင်လိုပဲပြန်ဒုက္ခရောက်ရပြန်ပါတယ်ဂျာမန်ဝန်ကြီးချုပ်နဲ့ဗိုလ်ချုပ်အဆက်ဆက်ကစီးပွားရေးကိုပြန်တက်အောင်လုံးပန်းနေချိန်မှာဂျာမန်ဆိုရှယ်လစ်လှုပ်သားပါတီနာဇီပါတီပေါ်ပေါက်လာခဲ့တယ်ဗျ1920တဲကစားထောင်ခဲ့တဲ့ဒီပါတီဟာဆိုရင်လက်ရှိအစိုးရအပေါ်မကျေနပ်ချက်နဲ့အတူစင်ရဲမွဲတေမှုခံရသူတွေကိုစီယုံပြီးဂျာမန်လူမျိုးစုတီးသက်အမျိုးသားရေးဝါဒကိုဦးစားပေးလိုက်ပါတယ်ဒါဟာအတော်ကိုပေါ်ပူလာဖြစ်လာခဲ့တာဗျ1930နဲ့ Reichstag လွတ်တော်ရွေးကောက်ပွဲမှာတော့သူတို့ဟာနာမည်ကျော်ခဲ့ပေမဲ့လည်းမဲနဲ့တန်လောက်ရောသွားတာမို့လို့အင်အားကြီးပါတီအနေနဲ့နာဇီပါတီကခေါင်းဆောင်အချို့ကိုစီယုံပြီးအစိုးရအဖွဲ့တည်းထည့်လိုက်ပါတယ်သူတို့အကြံကတော့မဲရနာဇီပါတီကလူတွေကိုဝိုင်းထိန်ကြမယ်ပေါ့လေနာဇီပါတီခေါင်းဆောင်ဟစ်တလာကိုဝန်ကြီးချုပ်ယာဒူခန့်အပ်လိုက်တယ်ဗျကွန်ဆာဗေးတစ်တွေကသူတို့ဟာနာဇီတွေနဲ့ဟစ်တလာကိုထိန်းနိုင်မယ်လို့ထင်ခဲ့ကြပေမဲ့မှားသွားခဲ့ပါတယ်ဟစ်တလာတယောက်တည်းကိုအစိုးရအဖွဲ့ဝင်တွေဝိုင်းထိန်ကြမယ်ဆိုတဲ့အခြေအနေကနေသူကအစိုးရတစ်ဖွဲ့လုံးကိုထိန်းချုပ်နိုင်ခဲ့တာဟာတကယ်ရေးရရင်စောင်းမတစ်ပုတ်ဖြစ်သွားနိုင်ပါတယ်အချင်းချင်းရရင် Weimar Republic လည်းအမိပြောင်းသွားတယ်လို့ National Socialist Party ကိုလည်းဟစ်တလာတယောက်လုံးဝထိန်းချုပ်သွားခဲ့တယ်ဗျအသစ်ဖွဲ့လိုက်တဲ့လျှို့ဝှက်ရဲတစ်ဖွဲ့နဲ့နာဇီတွေဟာအတိုက်ခံတဲ့အမြင်မတူသူတွေကိုထောင်လန်းစောက်ကြည့်တာဖမ်းဆီးဖိနှိပ်တာတွေကိုလုပ်ခဲ့ပြီးစစ်စင်နွဲဖို့ကိုဦးစားပေးလာပါတယ်သူတို့ဘောလူထုထောက်ခံမှုကိုတကမ္ဘာလုံးသိအောင်ပြပြီးချိန်မှာတော့နာဇီတွေကအလုံးလက်မဲ့ပြဿနာကိုဖြေရှင်းဖို့ကြိုးစားလာပါတယ်နောက်ဆယ်စုနှစ်တစ်ခုအတွင်းနိုင်ငံစီးပွားရေးကိုပြုပြင်မယ်ဆိုတဲ့အတန်နဲ့စစ်ဘက်ကိုအင်အားတောင့်တင်းအောင်ပြုလုပ်လိုက်ကြတယ်ဗျအလုံးကအစ်စ်ဖန်တီးမဲ့အစားလူငယ်တွေကိုလက်ထပ်စေတယ်အဲ့ဒီမှာလက်ထပ်တဲ့အသွဲတွေကိုချင်းငွေပေးတာတွေလုပ်ပါတယ်ဒါကအလုံးလုံးနေတဲ့အမျိုးသမီးတွေရောနေသွားစေခဲ့တယ်ဗျဒါအပြင်နေစားတွေကိုလာကစားအမြဲခန့်တွေအဖြစ်စည်ရင်းပြတာ
ထောင်သားတွေနဲ့မတရားစေခိုင်းခံရသူတွေကိုပါအလုသမားစရင်တဲ့ပြတာတွေကိုပါလုပ်ခဲ့တာမျိုးရှိတယ်ဗျ။နာစီရဒီကယ် policy အရာဂျူးတွေကိုအလုဖြုတ်ပစ်တယ်လို့သူတို့ပိုင်ဆိုင်မှုတွေကိုလည်းသိမ်းဆည်းလိုက်ပါတယ်။အဲ့ဒီကရတဲ့အကျိုးမြတ်ကိုပါတီတစကန်တွေကိုပြန်ခွဲပေးခဲ့တယ်ဗျ။အများအမြင်မှာတော့ဝင်ငွေတိုးလာတစ်ကြောင်ရှိခဲ့တယ်ပေါ့လေ။အဲ့ဒီကာလာဟာဆိုရင်ဂျူးတွေအတွက်ကတော့အိမ်မက်ဆိုးတစ်ခုပါပဲ။ဒါအပြင်နာဇီတွေကဂျာမန်မတ်ငွေတန်ပေါင်းများစွာကိုကာကွယ်ရေးပစ္စည်းအလုရှုံတွေမှာမြုံနှံခဲ့တာကြောင့်ကာကွယ်ရေးစက်ရုံတွေမှာဂျာမန်တန်းတဲ့ချီအလုရခဲ့ပါတယ်။ဒါရင်ပဲတော့မဟုတ်ပါဘူး။ Voluntary Labor Service ကအလုလက်မဲ့တွေလူမှုဖူလုံရေးကြေးလျှောက်ထားသူတွေကိုစိုက်ပျိုးရေးနဲ့တန်ရှင်းရေးလုပ်ငန်းတွေမှာပါဝင်စေခဲ့ပြန်နေဗျ။နိုင်ငံတော်ဝန်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်းဒီနည်းနဲ့ဂျာမန်သိန်းပေါင်းများစွာဟာနေပါတဲ့လာစာနဲ့ပြပြပန်းပန်းလုံးကင်ကြရပါတယ်။အဲ့ဒါကိုစောတကတန်ကန့်ကွက်သူတွေကနောက်ပိုင်းဂျူးတွေကိုနှိပ်စက်တပ်ဖြတ်မှုနဲ့နာမည်ကျော်လာမဲ့အကျဉ်းစခန်းကိုအပုတ်ခံကြရပါတယ်။အဲ့ဒီနီးကစရင်အရာတော့ဂျင်းနဲ့စီယာကောင်းနေဗျ။1935မှာအလုံးလက်မဲ့နှုံးက2တန်းပဲကျန်တော့တာပါဒါပေမဲ့မတရားအခိုင်းခံရသူအကျဉ်းသားတွေကိုပါထက်တွက်ရင်ဒီပမာဏကနှစ်ဆအထိရှိနေနိုင်ပါတယ်ဒါတွေကနီးမှန်မဟုတ်ပေမဲ့လေနိုင်ငံရဲ့စီးပွားရေးကချက်ချင်းကြီးကိုတက်လာခဲ့တာဗျဒါကလည်းငွေသုံးချမ်းနဲ့အစိုးရရဲ့ဖြုံးအားကိုမထေမိစေခဲ့ပြန်ပါဘူးအစိုးရကတော့သူတို့ဆန္ဒရှိတဲ့စီမံချက်တွေကိုအကောင့်ထဲပေါ်ခဲ့တယ်လို့အဲ့ဒီနောက်ွယ်ကနေစီးပွားရေးပညာရှင်တွေကငွေဖောင်းပွားမှုမဖြစ်စေပဲငွေသုံးမှုကိုလည်းမကျစေနိုင်တဲ့ MEFO bill စနစ်ကိုအကောင့်ထဲပေါ်လိုက်ကြပါတယ်ဒါကအစိုးရချင်းငွေ bonds ပုံစံတစ်ခုပါဒါကအစပိုင်းမှာအတော်လေးကိုအဆင်ပြေခဲ့ပေမဲ့နောက်ပိုင်းမှာတော့အဆင်မပြေတော့ဘူးခင်ဗျအစိုးရကအဲ့ဒီငွေတွေကိုလက်နက်ပြန်လည်သက်ဆင်မှုနဲ့စီးရုံးရေးလုပ်ငန်းတွေမှာသုံးစွဲပါတယ်လူတဲ့ငွေတွေကိုအိန္ဒိချင်းနိုင်ငံတွေတင်ပြီးရတာနဲ့ပြန်ထမယ်လို့အဲ့ဒီကလေးကစဉ်းစားထားတာပါသူတို့ဟာရေရှည်စီးပွားရေးစီမံချက်မထားသလိုနိုင်ငံခြားကုန်သွယ်ရေးထိုးတက်အောင်လည်းမလုပ်ခဲ့ဘူးဗျအကျွေးတွေများလာတာတော့သူတို့ဟာစစ်နိုင်ဖို့ပဲအာရုံစိုက်ခဲ့တာပါအဲ့ဒါကြောင့်စစ်ပွဲအတွင်းအနိုင်ရအောင်ကိုပဲဦးတီစစ်ဘက်ကိုပုံအောလိုက်ပါတယ်လုပ်ငန်းအားလုံး contract အားလုံးဟာဆိုရင်စစ်ပစ္စည်းတွေအတွက်ပဲဦးစားပေးထားတာပါနာဇီတွေရဲ့အလုံးစက်မှုလုပ်ငန်းစီယုံရေးအားလုံးကလက်နက်ပြန်တက်ဆင်ဖို့နဲ့ဆုံးရှုံးခဲ့ရတဲ့ဂုံတိတ်ခါနဲ့နေမြေတွေကိုပြန်ယူဖို့ရည်ရွယ်ခဲ့ပါပြီအဲ့ဒီတုန်းကတကယ်ကောင်းမွန်တဲ့ Autobahn Highway စနစ်ကလည်းငွေမတ်တန်းပေါင်းများစွာအကုန်ခံပြီးတနိုင်ငံလုံးလှည့်လည်နိုင်အောင်ပြုလုပ်ခဲ့တယ်ဗျဒါဟာစစ်တပ်ကိုရွှေ့ပြောင်းရမှာမြန်ဆန်စီဖို့ကိုရည်ရွယ်ထားတာပါသူကကုန်ကန်ခဲ့တယ်လို့လမ်းနဲ့တရားဒီဇိုင်းတွေကိုလုံးဝခင်မိတဲ့ဒီဇိုင်းသုံးစေခဲ့ပါတယ်ပြဿနာကတမန်အရက်သားတွေဟာအဲ့ဒီတုန်းကကားဝယ်နိုင်တဲ့အထိမချမ်းသာကြဘူးဗျဒါကြောင့်ဇီပိုပိုနဲ့စိတ်ချရတဲ့လူသူက People's Car လို့ခေါ်တဲ့ Volkswagen ကားတွေကိုထုတ်စေပြီးကြော်ညာကောင်းကောင်းသုံးပါတယ်အလုသမားလူဒန်းစားကိုဝယ်ယူရလွယ်မဲ့အစီအမံကိုလည်းလုပ်ပေးခဲ့တယ်ဗျအလုသမားတွေဟာလည်းတိတ်နဲ့ချီပြီးဒီကားကိုဝယ်ခဲ့ကြတာပါစစ်လက်နဲ့ဖြည့်သိမ်းရေးတဲကိုပဲဒီကားရှာတဲ့ငွေတွေကရောက်သွားခဲ့ပြန်ပါတယ်အလုသမား3,400,000လောက်ဟာငွေတန်း130လောက်ထိပေးခဲ့ရပေမဲ့တယောက်မှကားမရခဲ့ပဲစစ်သုံးစရိတ်ထဲရောက်သွားခဲ့ရပါတယ်အဲ့ဒီအဝေးပြေးလမ်းကနာမည်ကြီးပေမဲ့1939အထိဂျာမနီမှာရထားကိုပဲအဓိကသုံးနေကြသေးပါဒီလိုစစ်ဘက်ကိုပဲငွေတွေလှိမ့်သုံးနေတာကိုတီးတဲ့လူကလည်းရှိခဲ့ပါတယ်ဟစ်တလာကတော့စင်ကြီးအမျိုးမျိုးပြပြီးလက်နက်နဲ့တပ်ဖွဲ့တွေကိုတိုးချဲ့ခဲ့တယ်ဗျစင်ရဲ့အရာကတော့ဂျာမနီကခရီးသည်တွေလည်းရင်ထောင်ထဲချီပြီးထုတ်နေတယ်လို့စိုက်ပျိုးရေးအတွက်ထရက်တာထွန်ဆက်တွေကိုလည်းအလုံးရင်ထုတ်လုပ်နေပါတယ်ဒါတွေကစည်ရင်းပေါ်မှာပဲဖြစ်ပြီးလက်တွေ့ကမက်ဆာရှမစ်တိုက်လျင်နဲ့ပန်းစာတင်းတွေကိုထုတ်နေခဲ့တာဖြစ်တယ်ဗျRifle နဲ့ Howitzer တွေကိုအရက်ဘက်စက်ရုံတွေကခိုးထုတ်နေတဲ့အချိန်မှာပဲ1935အရောက်စစ်မှုမထမ်းမနေရစနစ်ကိုပြဋ္ဌာန်းလိုက်ပါတယ်အဲ့ဒီနှစ်ကုန်မှာတော့ဂျာမန်စစ်ဘက်ဟာဘာဆိုင်စာချုပ်ကတမတ်ပမာဏထက်8ဆလောက်ပိုများတဲ့အင်အား8သိန်းကျော်အထိရှိလာခဲ့ပြီးအဲ့ဒီနီးနဲ့ဂျူးမဟုတ်သူအလုံးလက်မဲ့တွေဟာစစ်တပ်ထဲရောက်သွားပါတယ်ဒါကြောင့်အလုံးလက်မဲ့နှုံးကဆောက်ရက်ပေါ်မှာတုံညဖြစ်သွားခဲ့ပါပြီဒုတိယကမ္ဘာစစ်ကိုဝင်ချိန်မှာတော့ဂျာမန်တွေဟာပထမကမ္ဘာစစ်သုံးကထပ်ပြင်ဆင်မှုပိုရှိနေခဲ့ပါပြီ GNP ကဂျာမန်ငွေ100ဘီလီယံကျော်ရှိနေပြီးဒါက1932က60ဘီလီယံထပ်တိုးလာခဲ့တာပါအလုံးလက်မဲ့တွေလည်းမရှိတော့ပဲထုတ်ကုန်တွေကလည်းတိုးလာနေသလိုအကုန်လုံးကလည်းအဆင်ပြေနေသလိုပါပဲဟစ်တလာရဲ့ Autobahn လို့ပဲအပြင်ပန်းလှပြီးဒါဟာသုံးမရတယ်လို့ဂျာမန်စီးပွားရေးဟာဆောက်ရက်ပေါ်မှာကောင်းနေပေမဲ့အခြေခံကတော့သိမလားတော့ဘူးခင်ဗျ
ဒီလိုနဲ့ဂျာမနီတွေဟာဒုတိယကမ္ဘာစစ်ကိုဆင်နွှဲဖို့စစ်တပ်အင်အားကိုတိစောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရွှေညီကိုတို့အနေနဲ့ဖြည့်ဆွက်လိုတာများရှိရင်ကောနမန့်ကိုသာလှမ်းခဲ့လိုက်ပါအောင်ခင်ဗျာကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်